မိုးသားတိမ်ရွာများဖုံးဖို့နေပြီးမိုးကောင်းကင်တစ်ခုလုံးဟာလည်းမှောင်မိုင်းစာပြူလာပြီးတော့မကြခင်မိုးသေးထန်စွာရွာချတော့မယ်လားအရိပ်ရောင်များကထွက်ပေါ်နေခဲ့သလိုအဝေးမှလွင့်ပြလာတဲ့မိုးချင်းတန်များကလည်းဟိုင်ဝေးလမ်းပေါ်ကခီးသွားများကိုတတိထားသွားလာဖို့အတွက်အချက်ပေးနေသလိုဖြစ်နေခဲ့ပါတယ်ကုမ္ပဏီဝန်ထမ်းများဖြစ်ကြတဲ့ဥက္ကာနဲ့ကိုစိုးတို့မြောက်ကလည်းသူတို့ရဲ့တငယ်ချင်းတယောက်ရဲ့မင်္ဂလာပွဲကိုတက်ရောက်ရန်အတွက်ရန်ကုန်ကနေပဲခူးမြို့မှတောင်ကြီးမှာရှိတဲ့ကန်တာရွာကိုမနက်စောပိုင်းကလေးကကားမောင်းပြီးထွက်လာခဲ့ကြတာပေါ့ကားကိုတော့ကိုစိုးကမောင်းနှင်းလို့လာခဲ့ပါတယ်ပဲခူးမြို့မှကိုသွားတဲ့လမ်းကလူသူအရောက်ပေါက်နဲလွန်းတာကြောင့်ကားလမ်းမပေါ်မှာဖြတ်သွားနေတဲ့ကားများဟာလည်းဝေးဝေးတစ်ခါမှသာတွေ့ရတတ်ပါတယ်ဟေးကောင်ကိုစိုးမင်းလမ်းဟောင်းကနေသွားမလို့လားအေးလေကွာငါတို့ညောင်ဒီလမ်းဟောင်းကနေသွားလိုက်ရင်မင်္ဂလာပွဲမတိုင်ခင်တရက်စောပြီးရောက်မှာဆိုတော့မျိုးအောင်လိုရွာထဲမှာငါတို့ရှောက်လည်လို့ရတာပေါ့ကားလေးကလည်းတောင်များချလိန်ကောက်ဖောက်လုပ်ထားတဲ့လမ်းမဟောင်းကြီးပေါ်ကိုခုံမောင်းခဲ့ပြီးအဲ့ဒီလမ်းမကြီးဟာလည်းတောရိုင်းတိလိษံဘေးမဲ့တောတွင်းကဖောက်လုပ်ထားတာကြောင့်မြန်မာနိုင်ငံတွင်းကတောရိုင်းတိလိษံများအများဆုံးရှိရာနေရာများတွေကတစ်ခုဖြစ်နာမည်ကြီးပြီးတခါတည်းလမ်းတစ်ပတ်ချက်စီမှာရှိတဲ့ရေကန်များကိုဆင်းလာနေတဲ့စင်ရိုင်းများနဲ့တမင်များနဲ့ကြားများကိုပါမကြာခဏတွေ့မြင်ရတတ်ပါတယ်အဲဒီလိုနဲ့ချိန်ကြာလာတာနဲ့မျှညနေဘက်ကိုရောက်လာခဲ့ပြီးလမ်းမကြီးဟာလည်းပိုလို့ပင်တိတ်ဆိတ်လာခဲ့ပြီးတော့အခြားကားတစ်စီးမှဖြတ်တန်းသွားလာခြင်းမရှိတော့ပဲကိုစိုးတို့ကားလေးတစ်စီးသာလမ်းမပေါ်ကိုမီးထိုးပေးပြီးပုံမှန်မောင်းနေခဲ့တာပေါ့ကိုစိုးရှေ့မှာတပ်ပင်ကြီးကွာတတိထားအောင်အုတ်ကာရဲ့အော်တန်ကြောင့်ကိုစိုးလည်းဘရိတ်ကိုခြေစုံနင်းလိုက်ကရုတ်တရက်ပဲဘရိတ်အုပ်လိုက်ရတာကြောင့်သူတို့ရဲ့ခေါင်းများဟာလည်းအခြေကိုစိုက်ကျသွားခဲ့ပြီးတော့ချက်ချင်းပဲပြန်ပြီးမောကြည့်လိုက်တဲ့အခါမှာလမ်းကိုပိတ်ထားပြီးလဲကျနေတဲ့အကိုင်းကတ်တွေနဲ့တပ်ပင်ကြီးကိုမြင်လိုက်ရပါတယ်။ကံကောင်းသွားတာကတပ်ပင်ကြီးဟာလမ်းတစ်ခုလုံးကိုပိတ်ထားခြင်းမဟုတ်တာကြောင့်ကိုစိုးလည်းကားကိုကွေ့ပတ်ပြီးဆက်မောင်းလာခဲ့တာပေါ့။မင်းခုနကတပ်ပင်ကြီးတစ်ပင်လုံးလမ်းမှာပိတ်နေအောင်မင်းမမြင်ဘူးမို့လား။ငါမြင်ပါရဲ့ကွာ။တပ်ပင်ကလမ်းမှာပိတ်နေတာတော့မင်းအားပြင်းနဲ့အော်လိုက်လို့ငါပိုပြီးလန့်သွားတာကွာ။တကယ်တမ်းတော့ကိုစိုးဟာတပ်ပင်ကြီးကိုလုံးဝမမြင်လိုက်ပဲအုတ်ကာရဲ့အလံတကြားအော်တန်ကြောင့်သာကားကိုချိန်ပြီးရက်တက်နိုင်လိုက်ခြင်းပါ။နှစ်ယောက်စလုံးလန့်သွားခဲ့တာကြောင့်စကားဆက်မပြောနိုင်ပဲကားတွင်းမှာတော့တိတ်ဆိတ်သွားခဲ့သလိုကြောက်လန့်စိတ်ကြောင့်အုတ်ကာတယောက်ရဲ့ခေါင်းထဲမှာတော့ဒီလမ်းမကြီးမှာဖြစ်ခဲ့မှုတဲ့ကြောက်စရာကောင်းတဲ့ဇလန်းများရဲ့အကြောင်းကိုတွေးနေမိခဲ့ပါတယ်ကိုစိုးဒီလမ်းကတရေ6တာကျန်းနေလို့ငါကြားဘူးလေကွာမင်းဒီလမ်းရဲ့အကြောင်းကိုတေချာသိလို့လားအုတ်ကာရာငါတော့ဘာမှမကြားမိပါဘူးကွာမင်းကလည်းညာကြီးချိန်တော်မှာစိတ်ကြောင်ချောက်ချားဖြစ်ပြီးရှောက်တွေးနေပြီထင်တယ်ငါတကယ်ပြောတာဟာရှေးလန်းလောက်ကပဲဒီနန်းလေးကရွာသူတယောက်လမ်းမပေါ်မှာမိုရှာရင်းပြန်လာရင်းနဲ့စင်နှင်းလို့တေးသွားတာတဲ့အေး तू ကမကျွတ်မလို့ဖြစ်ပြီးလမ်းပေါ်မှာဖြတ်မောင်းနေတဲ့ကားတွေကိုလိုက်တာပြီးခြောက်နေရဘာလဲဥက္ကာမင်းကအဲ့ဒီသေးမလေးကိုကားပေါ်တင်ပြီးရေးသားစကားပြောချင်လို့လားကွာကိုစိုးကတော့နောက်ပြောင်ပြီးပြောလိုက်ပေမဲ့ဥက္ကာကတော့ကြောက်နေခဲ့တာကြောင့်ခေါင်းကိုခါလို့သာနေခဲ့ပါတယ်အညိုးကြီးတွေနဲ့လာမိုးတွေကလည်းတယောက်ယောက်ကိုစိတ်ဆိုးနေတဲ့အညိုးဖွဲ့လို့ရွာသွန်းလို့နေခဲ့တာပေါ့တပင်ကိုတိုင်းမိလို့ဖြစ်ကြတဲ့ကဂယူးဆိုင်မောင်းနှင်းလာတဲ့ကားလေးဟာအညိုးကြီးစွာရာသွန်းနေတဲ့မိုးကြောင်ပဲတက်နိုင်သလောက်အရှိန်ကိုလျှော့ပြီးတလိန်ချင်းသာခုံမောင်းလို့နေခဲ့ပါတယ်လမ်းမပေါ်ကိုကြည့်ပြီးကိုစိုးတယောက်ရုတ်တရက်ပဲဗရိတ်အုပ်ချလိုက်ပါတယ်ဘာကြောင့်လဲဆိုတော့လမ်းမလဲမှာမှောက်လျက်သာလဲကျနေတဲ့အမျိုးသမီးတယောက်ကိုတွေးလိုက်ရတာကြောင့်ဖြစ်ပါတယ်အာဒီချိန်ကြီးကြမှာဒီမိန်းကလေးကဘလို့ဖြစ်ရတာလဲကိုစိုးကကားပေါ်ကနေဆင်းလိုက်ဖို့လှုပ်ခဲ့ပေမဲ့လည်းအုတ်ကာကတော့ကိုစိုးရဲ့လက်ကိုလှမ်းဆွဲလိုက်ပြီးမစင်းပါနဲ့ကွာဒီချိန်မှလမ်းပေါ်မှာရှိနေရဆိုတော့လူတော့မဖြစ်နိုင်ဘူးတော်ကြတရေတစီဖြစ်နေဘလို့လုံးကြမလဲမင်းကလည်းအဲ့လောက်ထိကြောက်နေသေးတာကားတစ်စီးစီးတိုက်သွားလို့တတိလစ်နေရလဲဖြစ်နိုင်တာပဲလေမင်းမစင်းချင်ကားပေါ်မှာပဲနေခဲ့ကွာငါကတော့စင်းကြည့်လိုက်အောင်ပဲအဲ့ဒီနောက်ကိုစိုးလဲကားပေါ်ကနေဆင်းသွားလိုက်ပြီးလဲကျနေတဲ့သူကိုကြည့်လိုက်တဲ့ခါမှာတော့လဲကျနေတဲ့သူမှာအမျိုးသမီးတယောက်သာဖြစ်ပြီးပိုပြီးထိတ်လန့်စရာကောင်းနေတာကမိန်းကလေးမှာကြောတစ်ခုလုံးကပြားကက်နေပြီးလက်များနဲ့ခြေထောက်များမှာလည်းပုံပြက်ပန်းပြက်ကျိုးပြက်နေတာကိုမြင်လိုက်ချင်းကြောင့်ကိုစိုးလဲကားတိုက်ခံရသူဖြစ်နိုင်တယ်လို့ယူဆလိုက်ပြီးတော့ကားရှိရာကိုပြန်လာလိုက်ခါရဲစခန်းကိုဖုံးဆက်ဖို့အတွက်သူ့ရဲ့လက်ကင်ဖုံးကိုရှာဖွေနေခြင်းပါပဲကိုစိုးအနောက်ကိုလှည့်ကြည့်လိုက်အောင်ဟာအုတ်ကသတိပေးလိုက်တာကြောင့်ကိုစိုးလဲအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ကိုစိုးတယောက်အံ့အားသင့်သွားခဲ့ရပါတယ်စောစောကလမ်းပေါ်မှာလဲကျနေတဲ့မိန်းကလေးလောင်းဟာထားရက်နေပြီးမျက်လုံးစိမ်းကြီးတွေနဲ့သူတို့နှစ်ယောက်ကိုစိုက်ကြည့်နေကြတာကိုတွေးလိုက်ရတာကြောင့်သူတို့ကိုယ်ပေါ်မှာရှိတဲ့အမွှေးမိန်တွေအားလုံးဟာလည်းထောင်ထားကုန်ပြီးသူတို့စီကိုတဖြည်းဖြည်းချင်းရှောက်လာနေတဲ့သေးမလက်ကနေလွတ်ဖို့အတွက်ကားကိုမောင်းပြီးထွက်ပြေးဖို့အတွက်လှုပ်လိုက်ကြပါတယ်ထွက်ပြေးဖို့အတွက်မောင်းဖို့လှုပ်နေတော့မှပဲကားဆက်ဟာရုတ်တရက်ပဲတုန်ခါသွားပြီးအင်ဂျင်မှာလည်းထိုးရက်သွားခဲ့ပါတယ် မင်းကလည်းအဲ့လောက်ထိကြောက်နေသေးတာ ကိုစိုးကိုစိုးအနောက်ကိုလှည့်ကြည့်လိုက်အောင်ဟာအုတ်ကသတိပေးလိုက်တာကြောင့်ကိုစိုးလဲကားပေါ်ကနေဆင်းလိုက်ပြီးလက်များနဲ့ခြေထောက်များမှာလည်းပုံပြက်ပန်းပြက်ကျိုးပြက်နေတာကိုမြင်လိုက်ချင်းကြောင့်ကိုစိုး
အာကွာဒီချိန်ကြီးမှာဘာထောက်ပေါက်ရလဲဟာကြောက်စိတ်ကြောင်တုံလုံးနေတဲ့သူတို့ညောက်ဟာလေကားဆက်လို့ဖို့အတွက်စူးစမ်းနေကြရင်းနဲ့တစ်ဖက်မှာလည်းသူတို့စီတဖြည်းဖြည်းနဲ့နီးလာခဲ့တဲ့တေးမကိုကြည့်နေရပြီးကားဆက်နိုးလာတာနဲ့တပြိုင်နက်ပဲကိုစိုးလေးကြောက်စိတ်နဲ့အဲ့ဒီနေရာကနေကားကိုအရှိန်ပြင်းပြင်းမောင်းထွက်လာခဲ့ပါတယ်အဲ့ဒီနေရာနဲ့ဘလောက်ပဲဝေးပါစေတရေမဟာကားရှိမှမကြခဏပေါ်လာတတ်တာကြောင့်သူတို့နှစ်ယောက်လည်းတတိကပ်ပြီးအချိန်တိုင်းရှောင်ကွင်းရပါတယ်ဒီတစ်ခါမှာတော့တရေမဟာကားရှိမှပေါ်လာခဲ့ရင်တော့ကိုစိုးလေးရှောင်မောင်းဖို့အတွက်စိတ်ကူးမရှိတော့ပဲတိုက်ချပစ်လိုက်ဖို့အတွက်သာဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒါပေမဲ့ကားဟာတရေမကိုမတိုက်မိပဲတရေမခန္ဓာကိုယ်ကိုဖောက်ထွက်သွားပြီးလေထဲကိုဖျက်မောင်းရသလိုခံစားလိုက်ရတဲ့အတွက်ကြောင့်ကိုစိုးလေးကားကိုဘရိတ်အုပ်ပြီးနောက်ကြည့်မှန်ကနေကြီးလိုက်တဲ့အခါမှာတော့ဘာတစ်ခုကိုမှမတွေးရတော့ပါဘူးရုတ်တရက်ပဲဖြူဖွေးနေတဲ့တရေမရဲ့မျက်နှာဟာကိုစိုးဘက်ကကားမှန်ကနေပေါ်လာခဲ့သလိုတရေမဟာလည်းမျက်လုံးပြူးကြီးများနဲ့ကားတွင်းကိုစိုက်ကြည့်နေခဲ့တာသူ့ရဲ့လက်များဟာလည်းကားမှန်ကိုအချိန်ချင်းထုနေခဲ့တာကြောင့်ကြောက်သွေးတွေပါကျနေတဲ့ကိုစိုးနဲ့ဥက္ခါတို့နှစ်ယောက်စလုံးပါလေသူတို့ရဲ့မျက်နှာကိုလက်များနဲ့အုပ်လိုက်ကအော်ဟစ်လို့နေကြတာပေါ့ခဏကြာမှတော့ကားတကားကိုရိုက်ပုတ်နေတဲ့အတန်များဟာတိတ်ဆိတ်သွားတာကြောင့်ကိုစိုးလည်းမျက်လုံးကိုမရေတရေဖွင့်ကြည့်လိုက်ပြီးပတ်ဝန်းကျင်ကိုကြောက်လန့်တုန်လှုပ်စွာကြည့်လိုက်တဲ့အချိန်မှာတရေမဟာပျောက်ကွယ်သွားပြီးဖြစ်တာမို့သူလဲဂီယာကိုထိုးကအမြင်မောင်းထွက်ဖို့ပြင်ဆင်နေတော့မှာပဲဟဲ့ကောင်ကိုစိုးမမောင်းနိုင်အောင်ကွာအရှိမဘာကြီးလဲမသိဘူးအောက်ကရဲ့ရုတ်တရက်ပြောလိုက်တဲ့စကားကြောင့်ကားမီးအောင်ထိုးထားတဲ့မလန်းမကန်းကအဝေးတနေရာမှာမဲနဲ့နေတဲ့အရေးတစ်ခုကိုကိုစိုးမြင်လိုက်ရပါတယ်အရင်မဲကြီးဟာလှုပ်ရှားနေပြီးတော့ကားရှိရာကိုတဖြည်းဖြည်းနဲ့တိုးကပ်လာခဲ့သလိုတရှူးရှူးနဲ့နာမုံနေတဲ့အတန်ကြီးကလည်းထွက်ပေါ်နေပြီးကြီးမားတုတ်ခိုင်တဲ့ခန္ဓာကိုယ်ကြီးကိုမြင်လိုက်ကြရပါတယ်အလွန်ကြီးမားတဲ့စင်ရိုင်းတစ်ကောင်ကအမောင်ရိပ်ထဲကနေထွက်ပေါ်လာပြီးနှမ်းမောင်းကိုမြောက်ခါရန်လိုသလိုလုံနေခဲ့တာမို့ကိုစိုးလေးစင်ကြီးတတိမထားမိစီရန်အတွက်ကားမီးကိုချက်ချင်းပိတ်လိုက်ပါတယ်စင်ကြီးကလည်းခဏပတ်သွားပြီးတောထဲကိုပြန်ဝင်သွားတဲ့အချိန်မှသာသူတို့နှစ်ယောက်စလုံးလည်းပြိုင်တူတက်ပြင်းချလိုက်မိပါတယ်တော်ပါသေးရဲ့ကွာငါတို့စင်ကြီးကိုမမြင်မဲ့ဆက်မောင်းမိရင်တော့နှစ်ယောက်စလုံးစင်နှင်းခံရပြီးတေးရမှာကွာအေးငါထင်တာကတော့တေးမငါတို့ကိုချောက်ဖို့မဟုတ်တော့ဘူးတေးမစင်နှင်းခံရလို့တေးသွားတဲ့မိန်းကလေးပဲဖြစ်ရမယ်သူကငါတို့ကိုအန်ရဖြစ်မှာဆိုလို့တားနေရလို့တော့ငါထင်နေကွာသူတို့နှစ်ယောက်စလုံးဖြစ်ပြများကိုပြန်လဲတွေးတောရင်းနဲ့နောက်ကြည့်မှန်ကနေလှည့်ကြည့်လိုက်တဲ့အခါမှာကားနောင်မီကနေထွက်ကျနေတဲ့မိန်ပြပြအလင်းရောင်ကနေတဆင်မိန်ကလေးတယောက်ရက်နေတာကိုမြင်လိုက်ကြရပြီးသူတို့ကားလေးဟာလည်းတဖြည်းဖြည်းနဲ့ဝေးသွားတာနဲ့တူမိန်ကလေးဟာလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်ရွာသွန်းနေတဲ့မိုးတွေဟာလည်းတိတ်ဆိတ်သွားခဲ့ပြီးတော့ထိုမိန်ကလေးဟာသူတို့နှစ်ယောက်ကိုအန်နေမှတတိပေးရန်စူးစမ်းနေတဲ့ဝိညာဉ်ဖြစ်ကြောင်းကိုသိလိုက်ရပြီးမိန်ကလေးဟာလည်းတခြားသူများကိုသူကြုံတွေ့ခဲ့ရတဲ့ကံကြမ္မာမျိုးကိုမကြုံတွေ့စေရန်အတွက်ယခုလိုချောင်းလန့်တတိပေးရဖြစ်မယ်လို့သူတို့နှစ်ယောက်စလုံးရဲ့စိတ်ထဲမှာတော့ကိုစီသိရှိသွားခဲ့ကြပါတော့တယ်ခင်ဗျာကျွန်တော်ခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ရန်ကုန်ဘကိုးလမ်းဟောင်းကစင်နှင်းခံရတဲ့မကျွတ်မလို့တရေမဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်တော့မြန်မာလည်းဒီလိုဘာသာပြန်ဇာတ်လမ်းလေးကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်ကျွန်တော်တင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ